ဒီကနေ့ဖတ်ပြမှာကတော့ဆရာကြီးမြင်းသိမ်ခါရဲ့စားပလင်းနှင်းမောင်နဲ့မြိုင်မဟာမမြလေးဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။တခြားစိတ်ဝင်စားဖွယ်စုံတော့ဇာတ်လမ်းကောင်းတွေကိုလည်း channel ထဲမှာဝင်ရောက်နားဆင်နိုင်ပါတယ်ဗျာ။ အခန်းတစ်စားပလင်းနှင်းမောင်ကစင်ခေါ်ခြင်း တနေ့တနေ့ကျွန်ုပ်ဒီအင်းစိန် CID ခေါ်စုံတော့ဌာနအတွင်းရှိကျွန်ုပ်၏ယုံကန်၌လာစဉ်ရေးသားရသော report ခေါ်အစီရင်ခံစာများနှင့် returns ခေါ်လာရှုပ်ပြန်တမ်းများကိုတကုတ်ကုတ်နှင့်ရေးသားလျက်ရှိလေ၏ထိုအချိန်မှာပင်ကျွန်ုပ်ငင်လို့ဖော်ကိုင်ဖက်ဖြစ်သော IB ဦးကိုကိုကြီးခေါ်လက်ဝါးကိုကိုကြီးဆိုသူသည်လေကလေးတရွှေရွှေချွန်း၍အခန်းတွင်သို့ဝင်လာပြီးလျင်ကျွန်ုပ်၏ဇပွဲရှိကုလထိုင်၌ဝင်၍ထိုင်လေ၏ထို့ကြောင့်ကျွန်ုပ်ကကုသိုလ်ကောင်းတဲ့သူများကတော့လေကလေးတရွှေရွှေချွန်းပြီးဟိုအခန်းကူဒီအခန်းကူလုံနေတာဗောဗျဟုပြောလိုက်ရာဦးကိုကိုကြီးကကိုကုသိုလ်နဲ့ကိုထိရတာမနာလို့မရှိစားမှနဲ့ဗျဟုပြောဆိုကတဟဲဟဲရဲလေ၏အမှန်စင်စစ်ကျွန်ုပ်ယခုလုံနေရသောအစီရင်ခံစာနှင့်လာရှုပလန်တန်းများမှာယခင်ကဦးကိုကိုကြီးလုပ်ရသောတာဝန်များဖြစ်၏တို့ရာတွင်ပြီးခဲ့သောနှစ်ကဦးကိုကိုကြီးသည်လာရှုပလန်တန်းများကိုအမားမအယွင်ပြုလုပ်ခဲ့သောကြောင့်ရန်ကုန်ပိုလိမင်းကြီးနှင့်ကျွန်ုပ်တို့စုံတော့မင်းကြီးသည်ဘောက်ဆင်ပလေးရမိကဲ့သို့ဖေးသွားခဲ့လေ၏ထိုအချိန်မှစ၍ထိုတာဝန်များကိုဦးကိုကိုကြီးအားမခိုင်းတော့ဘဲကျွန်ုပ်ကိုသာစုံတော့မင်းကြီးကခိုင်းတော်၏ထိုအချိန်မှစ၍ဦးကိုကိုကြီးသည်လေကလေးတရွှေရွှေချွန်း၍တက်တာစွာနေထိုင်နိုင်သောအခွင့်အရေးကြီးကိုရော့ရှိသွားလေတော့၏ကျွန်ုပ်သည်ရေးလက်ဆက်အစီရင်ခံစာကိုခတရနာ၍ဆေးတောင်ကိုမီးငိန်လိုက်ပြီးလင်နေစမ်းပါအောင်ဦးကိုကိုကြီးရဲ့အဲ့ဒီတုန်းကပြန်တန်းတွေကိုသမင်တကာများမှအမားအောင်လုပ်လိုက်တာလားဗျာဟုကျွန်ုပ်ကမေးလိုက်ရာဦးကိုကိုကြီးကဘယ်ကလာဟုတ်ရမှာလဲဗျကျုပ်ကအဲ့ဓာတွေကိုကိုယ်တိုင်ရေးတာမဟုတ်ဘူးဗျာကျုပ်အိမ်သားကမြေတိုင်းစာရေးလေးကိုတလ6ကျပ်နဲ့လကပေးခိုင်းထားတာအဲ့ဒီငတီလေးကလစဉ်ရေးပေးနေတာအဲ့ဒီကောင်လေးကသူ့မြေတိုင်းအလွတ်တွေကလည်းပင်မဲကျုပ်စီကအလွတ်ပတိကလည်းများဆိုတော့အေးရေးတွေပြတ်ပြီးကြောင်တောင်တောင်ဖြစ်နေတဲ့အချိန်မှာရေးရှင်တာတွေရှောက်ရေးထည့်လိုက်တာဗျစုံတော့ဌာနကတလအတွင်းဖော်ထုတ်ခဲ့သောလူတတ်မှုစုစုပေါင်းဆိုလဲအကွာမှာ1300လို့ထည့်လိုက်တာဗျတလအတွင်းဘလို့လုပ်ပြီးလူတတ်မှု1300ရှိမှလဲဗျာပြီးတော့စုံတော့ဌာနကတလအတွင်း73ပြုခဲ့သောတနက်ကြည်စမ်းဆိုတဲ့နေရာမှာ600လို့ထည့်လိုက်တာဗျစုံတော့ဌာနကတနက်ဘယ်နှစ်ချက်များဖောက်ရဘူးလဲဗျာဟုပြောလေ၏ဘလို့ဖြစ်ပြီးဒီလောက်ကွာကုန်တယ်လဲလေဟုကျွန်ုပ်ကမေးလိုက်လေအဲလီကောင်ကြီးကသူ့ရဲ့မြေတိုင်းဌာနကတိုင်းထွာလို့ရတဲ့ပေအရေးအတွက်တွေတန်ကြိုးအရေးအတွက်တွေကိုကျတော့စုံတော့ဌာနကပြန်နှန်းဒီမှာလာပြီးဖြစ်လိုက်တာဗျကျုပ်ကလည်းသူ့ကိုယုံပြီးမစစ်ဆေးမိဘူးဗျာအဲလီမှာရန်ကုန်ပလိမီရှတ်တော်ဝတ်နဲ့ကျတော့စုံတော့မီမစ္စတာဂရင်းဘင်တို့နှစ်ပန်းလုံးရမလို့ဖြစ်ကုန်တော့လာပဲကျုပ်ကကောင်လေးကိုယုံပြီးမစစ်ဆေးပဲလက်မှတ်ထိုးတင်လိုက်တယ်မစ္စတာဂရင်းဘင်ကလည်းကျုပ်ကိုယုံပြီးမစစ်ဆေးပဲလက်မှတ်ထိုးလိုက်တယ်ရန်ကုန်ပလိမင်းကြီးကလည်းမစ္စတာဂရင်းဘင်ကိုယုံပြီးမစစ်ဆေးပဲဟုံးကိုပို့လိုက်တယ်အဲဒီမှာဟုံးကမင်းစတာကဖတ်ကြည့်ပြီးတလအတွင်းလူသက်မှု1300ဖြစ်နေတာကိုဒုတိယကဘာစစ်ကြီးဖြစ်နေပြီလို့ပြောလိုက်တာလားလို့ရန်ကုန်ပလိမင်းကြီးကိုတယ်လီဖုန်းနဲ့မေးတော့မှရန်ကုန်ပလိမင်းကြီးလည်းပြန်နှန်းကိုပြန်ပြီးဖတ်ကြည့်မိတာကိုအဲဒီမှာမစ္စတာဂရင်းဘင်ကို challenge တောင်းတော့တာပဲမစ္စတာဂရင်းဘင်ကလည်းရှတ်တဲ့ဝတ်ကိုပြန်ပြီးဆဲတယ်ဗျာပြီးတော့မှသူလဲပြန်နှန်းကိုပြန်ပြီးဖတ်ကြည့်တော့မှမှားနေတာကိုတွေ့ရတယ်အဲဒီမှာကျုပ်ကိုကျင်းတော့တာပဲကျုပ်လဲပြန်နှန်းကိုပြန်ဖတ်ကြည့်ပြီးကျုပ်ရဲ့ကောင်လေးကိုကျင်းရတော့တာကိုအဲဒီမှာကောင်လေးကဘာပြောတယ်မှလဲကျွန်တော်ကယုံကပြန်နှန်းမယ်မှာထုံးစံရှိလို့သာရေးနေကြတာတကယ်တမ်းဖတ်တယ်လို့မထင်ဘူးအဲ့ဒါကြောင့်ခေါင်းထဲမှာရှိတဲ့ကဏ္ဍတွေရေးထည့်လိုက်တာပါဆရာရဲ့တဲ့သူရောဗျာကျုပ်လဲ increment တစ်နှစ်အဖြတ်ခံရပြီးအဲ့ဒီအလုပ်တွေခမားစီရောက်သွားတော့တာပဲအဲ့ဒီတော့ခမားလဲမလုတ်ချင်ရင်တလအတွင်းလူသက်မှုပေါင်းဆိုတဲ့အကွက်မှာ1300လိုက်လို့သာရေးထည့်လိုက်ဗျာဟုဦးကိုကိုကြီးကပြောလေ၏မလုတ်ပါနဲ့ဗျာခမားကသာကံကောင်းလို့ increment လောက်ရက်တာကျုပ်ဆိုရင်တခါတည်းတန်းပြီးအလုပ်ပြုတ်သွားလိမ့်မယ်ဗျို့ကျွန်ုပ်ကပြောလိုက်လေ၏ထိုအချိန်မှာပင်ယုံမှမောင်ညိုဆိုသောပြာတာလေးသည်အခန်းအတွင်းဝင်လာပြီးလင်ကဲဆရာတို့လက်ဖက်6တစ်ထောင်စီသာယူသွားကြပါတော့မင်းကြီးကတော့စူနေပြီဟုပြောလိုက်သဖြင့်ဦးကိုကိုကြီးကမောင်ညိုဤခေါင်းကိုသူဤလက်ဝါးကြီးဖြင့်တအားပုတ်လိုက်လေ၏ထို့နောက်ကျွန်ုပ်နှင့်ဦးကိုကိုကြီးတို့သည်
စုံတော့မင်းကြီးမစ္စတာကရင်ပင်၏ယုံကိုင်းသောဝင်ကြလေ၏မဝင်းမီ၌ဖနက်ကျိုးစီးခြင်းခါပတ်ပြင်း၍ပတ်ခြင်းအင်းကြီးကြရက်ဒီများစုံစိတ်စွာတက်ထားခြင်းရှိမရှိကိုစစ်ဆေးခြင်းစသည့်လူကြီးအပြစ်ရှာလွယ်သောအချက်များကိုပိတ်ဆို့ကာကွယ်ကုန်သောထို့နောက်မှာအခန်းအတွင်းသောဆက်လံပေး၍ဝင်ကြရကုန်သည်ထို့သောဝင်လိုက်သည်နှင့်တပြိုင်နက်အခန်းအတွင်းတွင်ကျွန်ုပ်တို့အရင်ရောက်ရှိနေသောစုံတော့ကိုအောင်မြင့်စုံတော့ကိုစိန်လက်စုံတော့ကိုတင်ဝင်းညင်ဘီလက်ပြန်ဆရာစိန်တို့ကိုတန်းစီလျက်သားတွေ့ရလေတော့၏ကျွန်ုပ်တို့လည်း၎င်းတို့ညအတူရောညတန်းစီကမတ်တညနေရလေ၏ထိုအခါစုံတော့မင်းကြီးမစ္စတာရင်ပင်ကကျွန်ုပ်တို့ရှေ့တွင်ခောက်တုံးခောက်ပြန်လမ်းလျှောက်ညင်လူညံ့တွေအတုံးမကြတဲ့ကောင်တွေမြေးတော်ဝါလိုငိုင်မြင်းလီတဲ့ကောင်တွေအခုမင်းတို့အတွက်အလုပ်ပေါ်ပြီးထောက်ကြန့်ရာပါကျန်နာကကားလမ်းကိုမှလူသတ်မှုဖြစ်သွားပြီလို့အခုထဲတယ်လီဖုန်းရတယ်အဲ့ဒီတရားခံကိုမောင်မင်းတို့တွေကဖမ်းပေးပါမယ်လို့အာမကန်နိုင်တဲ့သူဘယ်နှစ်ယောက်ရှိသလဲလို့ပြောလိုက်လေ၏ထိုအခါကျွန်ုပ်တို့အားလုံးလည်းညင်၍နေကြရလေ၏ထိုအခါမစ္စတာကရင်ဘင်ကလာကအလကားယူနေတဲ့ကောင်တွေအဲ့ဒီအမှုကိုမင်းတို့လိုက်ကြပါတလအတွင်းတရားခံကိုမမိရင်အလုတ်ထုတ်ပေးပါဆိုတဲ့အာမကန်စာမျိုးရေးသွားဝတ်နဲ့စုံတော့ဘယ်နှစ်ယောက်ရှိသလဲလို့ပြောလိုက်လေထိုအခါစုံတော့ဦးကိုကြီးကရွှေသွားအောင်မြင့်ဟုဆိုသောစုံတော့ကိုအောင်မြင့်အားတိုးတိုးကြိုက်၍ဒီမှာကိုအောင်မြင့်ခမည်းသွားရေးစမ်းပါဗျာခမည်းဆိုရင်ဖြစ်တော့ပါတယ်ဗျာဟုအနီးကြိုက်၍6တွန်းလေတော့၏ထိုအခါရွှေသွားအောင်မြင့်ကခမည်းသွားပြီးရေးပါလားဟုပြန်၍ပြောလိုက်လေ၏ထိုအခါ၌စုံတော့မင်းကြီးကမောင်မင်းတို့လူမျိုးဟာတတ္တိအလွန်ကောင်းတယ်လို့ကြားဘူးတယ်စစ်တိုက်ခါနီမှာလက်မကိုအပ်နဲ့စိုက်တာတော့တွန့်မသွားတဲ့သူကိုမှရွေးပြီးခေါ်တယ်ကြားဘူးတယ်အခုတော့ကြုတ်ကြားဘူးတဲ့ဟာနဲ့မောင်မင်းတို့တတ္တိဟာအများကြီးကွာနေတယ်ကဲမောင်မင်းတို့ဘာပြောမလဲဟုပြောလိုက်စင်းနိုင်ပင်တက်ကလတ်ဦးထောင်ဟောင်းတစ်ခုကိုစောင်းလေဘလေဇာကွစ်အင်ဂျီဟောင်းတစ်ခုကိုဝစ်ကာလွယ်အိတ်တစ်လုံးကိုလွယ်လျက်လူတစ်ယောက်သည်အခန်းတွင်သူဝင်လာလေ၏ထိုသူကိုမြင်လျင်ဦးကိုကြီးကကျွန်ုပ်အားတတောင်းထင်းအသာတွေ့ရင်ဦးအောင်သိန်းဟိုမှာကျွန်ုပ်တို့လူကြီးစားပလင်းနင်းမောင်လေးဗျာရွှေဘိုကတ်ကနေဘလို့ပြင်ရောက်လာတာရုံဟုပြောလိုက်သည်ဖြင့်ကျွန်ုပ်လည်းကြည်လိုက်ရာကျွန်ုပ်၏ချစ်လာစွာသောမိတ်ဆွေကြီးစားပလင်းနင်းမောင်ကိုတွေ့ရလေ၏စာပလင်းနင်းမောင်တီမစ္စတာဂရင်ဘင်၏စာပွဲမှာခလာထိုင်ကိုဆွဲယူထိုင်လိုက်ပြီးလျင်သူ၏လွယ်အိတ်ကြီးအားမစ္စတာဂရင်ဘင်၏စာပွဲပေါ်သို့ဝုန်းကနေပစ်လိုက်လေ၏ထို့နောက်ကုတ်အင်ဂျီအတွင်းမှာဂလီစီယာခေါ်ရေခဲတောင်တစ်စိတ်စီဂရက်ဘူးကိုထုတ်ယူပြီးလျင်စီဂရက်တစ်လိပ်ကိုနှိုက်ယူနှုတ်ခမ်းပြား၌မမိလေးတေကမိညီဆိုင်ဖွာလိုက်လေ၏ထို့နောက်မိခိုးများကိုမျက်နှာကျက်စီသို့မှုတ်ထုတ်လိုက်ရင်လွန်စွာအချူးကြသောလီယူလေသိင်ခင်အောက်ပါအတိတ်ပြရသောအင်္ဂလိပ်စကားကိုပြောလိုက်လေ၏ဒီမှာမစ္စတာဂရင်ဘီကျုပ်တို့မြန်မာလူမျိုးတွေဟာတကယ်ကိုတတ်သိရှိတဲ့လူမျိုးတွေပါခမည်းရဲ့လက်အောင်ကြီးတစားတွေဆိုပြီးနိုင်တဲ့စီးနှင်ပြောနေတာကိုခမည်းပြောတဲ့အမှုကိုလိုက်လို့တလအတွင်မပေါ်ရင်အလောက်ကထွက်ပါမယ်ဆိုတဲ့ကတိကိုပေးခိုင်းတယ်ဒီတော့ခမည်းကိုပြန်ပြီးမေးရအောင်မယ်အဲ့ဒီအမှုကိုလိုက်လို့တလအတွင်တရားခံပေါ်ရင်ကောခမည်းကအလောက်ကထွက်ပြီးမလားအဲ့ဒီလိုလောင်းမယ်ဆိုရင်တော့စိန်လိုက်ချင်တယ်ဗျအထက်ပါအတိုင်းပြောပြီးနောက်စာပလဲနွေးမောင်တီစီဂရက်ကိုနှုတ်ခမ်းပြ၌တေကမစ္စတာဂရင်ဘင်ဟိညက်နာကိုမခိုးမခန့်ကြည့်နေပုံမှာလွန်စွာအရသာရှိလာတော့၏ထိုခါဦးကိုကြီးကကျွန်ုပ်အနားသို့ကတ်ကာကျုပ်တို့နဲ့စာပလင်းနင်းမောင်နဲ့ကွာတဲ့အချက်ကအဲ့ဒီအချက်ဟာအရေးကြီးဆုံးပဲဗျာကျုပ်တို့ကမျက်နှာဖြူအရာရှိကိုသိပြီးကြောက်ရတယ်သူကလူရတောင်မသွင်းဘူးအခုမြင်ပြီမဟုတ်လားဖျံလဲမေးလိုက်ရောမစ္စတာဂရင်ဘင်ငင်းသွားပြီမဟုတ်လားသူကကျုပ်တို့ချီအလုတ်ထွက်ခိုင်းနေတယ်သူအလုတ်ခထွက်ဖို့တော့မပါဘူးဟုပြောလိုက်လေ၏ထိုအချိန်မှာပဲစုံတော့မင်းကြီးကစာပလင်းနင်းမောင်ရွှေဘိုးခတ်မှာပို့ထမ်းတာဘာဖြစ်လို့ဒီကိုရောက်လာတာလဲဟုမေးလိုက်ရာစာပလင်းနင်းမောင်ကသူ့ဤကုတ်အင်ကြီးအတွင်းမှတန်ကြိုးစာတစ်စောင်ကိုထုတ်၍မခိုးမခန့်အမူအရာဖြင့်ပေးလိုက်လေ၏သူတို့ပေးလိုက်ရင်ဟုံးကတန်ကြိုးရိုက်ပြီး CID ကိုအမြန်ဆုံးသတင်းပို့ဖို့ခေါ်လို့ကျုပ်ရောက်လာတာပဲပြောလိုက်လေ၏မစ္စတာဂရက်ဘင်လည်းတန်ကျုကိုဖတ်ကြည့်လိုက်ကြီးရှင်ဘာပဲဖြစ်ဖြစ်လေစားပလင်းနင်းမောင်ရောက်လာတာဝမ်းသာပါတယ်ကဲခုထောက်ကြံကားလမ်းပေါ်မှာဇူသက်မှုဖြစ်နေပြီတဲ့တရခန့်အမြန်ဆုံးပေါ်အောင်စားပလင်းနင်းမောင်ပဲတတ်နိုင်ပါပါဟုပြောလိုက်လေထိုအခါစားပလင်းနင်းမောင်သည်လွယ်အိတ်ကိုကောက်၍လွယ်က
ကျုံနဲ့ကိုအလောင်းစာလုပ်ချင်သေးလားဟုစားပလင်းနင်းမောင်ကမေးလိုက်ရာမစ္စတာဂရက်ပင်ကမလောင်းချင်ပါဘူးဟုပြန်ပြော၏ထိုအခါစားပလင်းနင်းမောင်ကမလောင်းချင်တာလားမလောင်းဝန်တာလားဟုထပ်မေးလိုက်ရာမစ္စတာဂရက်ပင်ကမလောင်းဝန်တာပါဟုပြောလိုက်ရာကိုနင်းမောင်ကတရခန်ကိုမကြခင်ဖမ်းပြီးမယ်ဟုပြောဆိုကာထွက်သွားလေ၏ထိုအခါကြမှပင်စုံတော့ကိုအောင်မြင့်သည်ရှိုးတိုရှန်တန်မရဲတရက်လေထန်ဖြင့်ကျွန်တော်မျိုးတို့လည်းတခင်ကြီးကိုဂတိတာမပြေးဝန်တာပါဦးတရခန်ကိုတော့မိအောင်ဖမ်းပေးမယ်ပါတယ်ဟုပြောလိုက်လေ၏ထို့နောက်စုံတော့ကိုစိန်လနှင့်ကိုတင်ဝင်းတို့လည်းထိုအတိတ်ပင်မျိုးပါသောစကားများကိုမင်းကြီးအားမျက်နှာချိုသွေးတွေပြောကြကုန်၏ထိုအခါမင်းကြီးကဂတ်တော်အယူဒီအခုမှအတန်ထွက်လာတဲ့ကောင်းလေးဟုမောင်းထုတ်လိုက်သည်ထရာ၎င်းတို့သည်ကျွန်ုပ်တို့ရှိမှနားရွက်ကိုယ်ထွက်သွားကြကုန်၏ထိုအခါဦးကိုကိုကြီးကကျွန်ုပ်အားမဖြေညစ်ကျေဆိုတဲ့စကားဟာဒီလိုလူမျိုးတွေအတော်ထားတာဗျာဟုပြောလိုက်လေထို့နောက်ကျွန်ုပ်တို့စုံတော်များသည် CID မှာကားတွေကိုထုတ်၍အခင်းထစ်ပွားရာထောက်ကျန့်ရာပါတော့အနီးသို့တွားရန်စီစဉ်ကြကုန်၏ကိုစိန်လက်တို့လူစုမှကားတစ်စီးရ၍ဦးကိုကိုကြီးကျွန်ုပ်နှင့်စားပလင်းနှင်းမောင်တို့မှကားတစ်စီးရကြကုန်၏ကျွန်ုပ်တို့၏ကားကိုဦးကိုကိုကြီးကမောင်းလေ၏အခြားကားတစ်စီးကိုရွှေသွားကိုအောင်မြင့်ကမောင်းလေ၏လမ်းတွင်ရွှေသွားကိုအောင်မြင့်ကကျွန်ုပ်တို့ကားအားကားချင်းလိုက်၍ပြိုင်၏ကြည်စံသည်6တောင်ဖြစ်၏4တောင်ကိုချမ်းပြင်ပေါ်မှရာရီ2တောင်ကိုထိုမင်းကလေး၏ကိုပေါ်မှရလေ၏ကိုအောင်မြင့်သည်ကြည်စံများကိုကြိုက်ကြည့်ပြီးနောက်ဒါလူတက်မှုမဟုတ်ဘူးဗျဆူဆိုင်လောက်တာကိုတနတ်နဲ့ပြစ်သေးတာဟုပြောလိုက်လေ၏ထိုအခါဦးကိုကိုကြီးကဟုတ်မှလည်းလောပါရွှဲသွားရာတနတ်နဲ့ကိုပြစ်ပြီးသေးတဲ့သူတွေအားလုံးပြောင်းကိုငုံဒီပြစ်လိရှိပါတယ်ဗျခမည်းကြမှာပဲလဲစလုတ်ကိုပြစ်ရတယ်လို့ပြီးတော့လဲဇလုတ်ကိုတနတ်နဲ့ဒီလိုသိပြီးပြစ်ရင်ကြည်စံဟာနောက်ဆေးကပဲထွက်သွားဖို့ရှိတော့တယ်ဗျဟုတ်မဟုတ်အလောင်းရဲ့နောက်ဆေးကိုကြည်စံပေါင်းဗျဟုပြောလိုက်ရာကိုအောင်မြင့်သည်အလောင်းဤအိုးကောင်းကိုမကြည့်ကြည့်လိုက်ရာမိသည့်တန်ရမှမတွေ့သောကြောင့်ဆူဆိုက်လောက်တာမဟုတ်ဘူးဗျတနတ်နဲ့ပြစ်တာလည်းမဟုတ်ဘူးချွန်ထတ်တဲ့အရာနဲ့ထိုးတတ်သွားတာကားလန်ဓာပြားသူရဲ့လက်ချက်နေမှာပါဗျဟုပြောလိုက်လေ၏ထိုအခါဦးကိုကြီးကထားလိုက်ပါတော့ကိုအောင်မင်းရဲ့ကားလန်ဓာပြားလက်ချက်ပဲထားလိုက်ပါတော့တနက်ကဘသူတနက်လဲဟုမေးလိုက်လေ၏တနက်ကဓာပြားတို့ရဲ့တနက်ပေါ့ဗျာဟုကိုအောင်မင်းကပြန်ယူပြောလိုက်လေ၏ထိုအခါဦးကိုကြီးကဓာပြားတွေကဒီမိန်းကလေးကိုခြုံထတ်တဲ့အရာနဲ့ထိုးတတ်သွားသည်တနက်ကိုတော့ဒီအလောင်းဘေးမှာထားသွားတယ်ဟုတ်လားပလိတွေလိုက်ရလော်ရပေါ့နော်ဟဲဟုခတ်လောင်ပြောလိုက်လေ၏ထိုအချိန်၌ပင်ကိုစိန်လက်အနှံကိုတင်ဝင်းတို့သည်အလောင်း၌အမျိုးသမီးကိုင်လက်ပွေအိုက်ကလုံးကိုတွေ့သည်ဖြင့်ကောက်ယူကဖွင့်နေကြသည်ဖြစ်၏ထို့သို့ဖွင့်လိုက်ရာအတွင်းမှငွေ300ခန့်အကျွေအနှဲငယ်နှင့်ချက်လက်မှတ်စာအုပ်အကင်နှုတ်ခဲနီရေမွေးပလင်းပေါင်တာပတ်စသည်မိမအတုံးအဆောင်ပစ္စည်းငါနဲ့အတူပဝါအနီတစ်ထက်လေးကိုပါရရှိလေ၏စုံတော့ကိုတင်ဝင်းဆိုသူသည်ထိုပဝါအနီလေးကိုကောက်ယူပြီးနောက်ဖြန့်ကြည့်လိုက်ပြီးလျင်ခမရတို့အားလုံးမျက်စိရှမ်းနေကြတယ်ဒီအမှုဟာကြံစီပြီးတတ်တဲ့လူသက်မှုဗျကျုပ်အားလုံးစဉ်းစားထားပြီဟုပြောလိုက်ရာဥကိုကြီးကလာပြန်ပြီတယောက်ကြားပရစီခမဘလို့ကြံစီပြီးဘလို့တတ်တာတို့အမိတ်ရှိပါခမဟုပြောလိုက်ရာစုံတော့ကိုတင်ဝင်းကထိုပဝါလေးကိုကျွန်ုပ်တို့ဘက်ကိုလှည့်ပြလိုက်လေ၏ထို့လှည့်ပြလိုက်ရာအနီရောင်ပဝါလေးပေါ်တွင်ရွှေရောင်အချီထင်းရေထိုးကြတော့အောက်ပါစာရန်ကိုတွေ့ရလေ၏အလဲ့ကြတော့မနှွဲကြစတန်းသေးပေတော့ကျွန်ုပ်ဒီထိုပဝါလေးကိုတောင်းယူကြည့်ရှုလိုက်ရာထူးဆန်းသောလျှော်တစ်မျိုးထင်ရေထိုးထားသည်ကိုတွေ့ရလေ၏ဗလစ်ပြန်ဆရာစိမ့်မှမူမော်တော်ကားနံပါတ်များကိုမှတ်ကျစာအုပ်ထွေနိုင်မှတ်၏ကားအယောင်စသည်လည်းအတိအကျမှတ်၏ပြီးလျင်မလိုအပ်ဖဲလျက်ကားနှင့်ကားလန့်အဆက်မိပြောင်ဝေးသည်ကိုပေကျိုးဖန်တိုင်း၍မှတ်၏ထို့တို့တယောက်တစ်ပေါက်အလုပ်လုပ်နေကြစဉ်စားပလင်းနှင့်မှန်သည်တစုံတယောက်ဝင်၍ပြောဆိုခြင်းမပြုဘဲမိန်းကလေး၏လက်ကိုအသားအရာမှ၍လက်တကြွယ်တွင်ဝစ်ဆင်ထားသောစိန်လက်စွပ်ကိုဖျောက်ယူလိုက်လေ၏လေပင်တွင်ဆွဲထားသော NC ဂျိုးလေးကိုလည်းဖြုတ်လိုက်လေ၏ထို့နောက်နားတွင်ပန်ထားသောနားကပ်ကိုလည်းဖြုတ်ပြီးလျင်ပြုံးလိုက်လေ၏ပြီးလျင်ကျွန်ုပ်ဘတို့လည်းကနားမှနားပေါက်မရှိဘူးရဲ့အင်္ဂလိပ်မေတွေပန်းတဲ့နားကလိုနားကိုကလစ်ကလေးနဲ့ပန်းလို့ရအောင်လှုပ်ထားတဲ့နားကမျိုးဗျဟုဖြော၍ထိုပစ္စည်းများကိုဥကိုကြီးလက်ထဲပြီးလိုက်ပြီးလျင်ဥကိုကြီးရေဟ
ရာဇိုးကြီးကိုစရဲနဲ့လှုပ်ပြီးအလဲ့ပါဗျာဟုစားပလင်းနှင်းမောင်ကပြောလိုက်လျင်ဦးကိုကိုကြီးကရာဇိုးကြီးဘတ်တို့လွှဲပြီးလျင်တဝက်ချေရရင်တော့ပစ္စည်းတစ်ခုနှစ်ခုစရဲမှာခြံပြေးလိုက်နိုင်ပါတယ်ဟုပြောလိုက်ရာဇိုးကြီးဒီအကြီးအကျယ်မျက်နှာပြတ်သွားလိတော့၏ထို့နောက်မှာမနောက်ပါနဲ့ဆရာရဲ့ public ကယုံထင်းကြောင်းတင်ထင်းသွားပါအောင်မယ်ဟုပြောလိုက်လေ၏public အထင်လွှဲသွားမှာဆိုလို့လားအဲ့ဒီတည်းမစိုးရင်ပါဦးဗျာကျုပ်တို့ပလိတ်ဒီနေ့မလုတ်တတ်ဘူးဆိုတာ public ကထိပါတယ်ဟဲ့ဟုဦးကိုကိုကြီးကပြန်ပြောလိုက်အနီးနားရှိလူများသည်ပြုံးစိတ်ဖြစ်သွားလေတော့၏ထို့နောက်စားပလင်းနှင်းမော်သည်ကိုအောင်မင်းထံမှတနတ်နှင့်ကြည်စံမွားကိုတောင်းယူကြည့်ရှု၏ထို့နောက်တနတ်နှင့်ကြည်စံကိုတင်းယူသောစာတစံကိုရေး၍ရာဇဝတ်အုပ်ကြီးအားထိုစာကိုပေးပြီးတနတ်နှင့်ကြည်စံကိုလင်း၏အိတ်အတွင်းသို့ထည့်လိုက်လေ၏ပြီးလင်ပေါ်ဝါအနီလေးကိုလည်းသိမ်းဆည်းလိုက်လေ၏ထို့နောက်တေဆုံးသူမိန်းကလေးချောကလေး၏ပိုက်ဆံအိတ်အတွင်း၌တွေ့ရသောပေါင်နာဘတ်ကိုထုတ်ယူ၍နမ်းရှုပ်ကြည့်လေ၏ထို့နောက်ဘတ်ကိုပြန်ထားလိုက်လေ၏ပြီးလင်စားပလင်းနှင်းမောင်သည်မိန်းကလေး၏ပေါက်ကဆန့်အတွင်း၌တွေ့ရသောချက်စာအုပ်ကိုယူ၍ကြည့်ပြီးနောက်ကျွန်ုပ်ဘတ်သို့လှမ်း၍ပေးလိုက်လေ၏ကျွန်ုပ်သည်လင်းပေးသောချက်စာအုပ်ကိုယူ၍ကြည့်ရာဖြတ်ပိုင်းများတွင်အောက်ပါအတိုင်းရေးထားသည်ကိုတွေ့ရလေ၏မြိုင်စီဆက်ဘကူးမျိုးထို့ကြောင့်ကျွန်ုပ်ကဒီမင်းကလေးဘကူးကပဲဟုပြောလိုက်မိရာဥကိုကိုကြီးကတော်ပါပဲဗျာတော်ပါ IP အောင်သိန်းတို့လည်းဒါကြောင့်နာမည်ကြီးပေတာကိုခိုးဟုလောင်ပြောင်းလေတော့၏ထိုအခါကျမှပြင်ကိုအောင်မြင့်နှင့်ကိုစိန်လတ်တို့သည်ဥကိုကိုကြီး၏လောင်ပြောင်းမှုကြောင့်မမျှအခမ်းရခဲ့မိကိုကျွန်ုပ်လည်းစာနာမိလေတော့၏စားပလင်းနှင်းမောင်သည်ရာဇဝတ်အုပ်ပဲသို့လှဲ့ကကျုပ်ဖို့တော့ကြည့်ဖို့ရှုဖို့တော့ကုန်ပါပြီခမားအနေနဲ့ဘကူးကမြိုင်စီဆက်ကိုအကြောင်းကြားဟိုပါပဲပြီးတော့လည်းအလောင်းကိုစေးရုပ်ကြီးကိုပို့လိုက်ပါတော့ဒါပေမဲ့ဟိုးစရာတွေကြည့်ပြီးမှပို့နော်ကျုပ်တော့သွားပြီဟုပြောလိုက်လေထိုအခါရွှေသွားအောင်မြင့်ကကျုပ်တို့ကတော့မသွားသေးဘူးပြိုတဲလွန်စဆိုလိုက်ရှာနိုင်လေအကျိုးရှိလီပဲမဟုတ်ဘူးလားကိုနင်းမောင်ရဲ့ဟုပြောလိုက်လေထိုနောက်စားပလင်းနင်းမောင်ပြီးကျွန်ုပ်နဲ့ဦးကိုကိုကြီးအားသွားကြစို့ဗျာဟုဆိုသဖြင့်ကျွန်ုပ်တို့လည်းကားပေါ်တက်ကြလေထိုနောက်ဦးကိုကိုကြီးကကျွန်ုပ်အားအပြန်လန်းကိုလည်းခမားကားမောင်းဗျာဟုပြောသဖြင့်ကျွန်ုပ်ကကားမောင်းရလေကျွန်ုပ်သည်ကားမောင်းရင်ကိုနင်းမောင်ထံမှတစွန်တရားသောစကားကိုမျှော်လင့်လာမိတို့ရတော့စားပလင်းနင်းမောင်သည်မိသည့်စကားကိုမှမပြောဘဲလင်းဤလွယ်အိပ်တွင်ပါလာသည့်အင်္ဂလိပ်စာအုပ်ကိုထုတ်ကာတဲတဲမဲမဲဖတ်ရှုရင်းလိုက်ပါလာလေထို့သို့လိုက်ပါလာခဲ့ရာမင်္ဂလာဆောင်စစ်တပ်ကိုကြော်လျင်စားပလင်းနှင်းမောင်ကဒီလူကြီးတွေလည်းသူတို့နီးသူတို့ဟန်နဲ့ပေါက်ကုန်တာပဲအေးရမှလူကြီးတွေဗျာဟုပြောလိုက်ရာကျွန်ုပ်တို့နောက်တွင်ထိုင်၍လိုက်ပါလာသောဦးကိုကိုကြီးကအိုက်ဆေးကိုနင်းမောင်ဘယ်လူကြီးတွေပေါက်ကုန်တာလဲဘယ်နားမှာပေါက်ကုန်တာတော့ခုနမင်းကြီးလို့လဲဘေးမှာအပေါက်ကြီးတွေပေါက်ကုန်တာလားဟုအထင်အလန့်မဲလိုက်ထိုအခါစားပလင်းနင်းမောင်ကမဟုတ်ပါဘူးဗျာကျုပ်ပြောတယ်ပေါက်တယ်ဆိုတဲ့စကားလုံးကအပေါက်ကြီးထစ်သွားတာကိုပြောတာမဟုတ်ဘူးလောကရဲ့သဘောကိုပေါက်သွားတာကိုပြောတာဟောဒီမှာကြည့်ကျုပ်ဖတ်ပြမယ်ဟုဆိုကအောက်ပါအင်္ဂလိပ်စာပိုက်ကိုဖတ်ပြလိုက်လေတော့၏ Here is the secret of my conduct toward you. There is neither happiness nor unhappiness in this world. There is only the comparison of one state with. He is only he who is capable of feeling ultimate bliss. Horima ngaye liwa ayuisat kube. Aman sinsit loga jima dukha sure teyaru ha. Tege mashi hu. Nai shin jin the bone da len shi ni jin ayaru chede. လူဟာလည်းပဲပဲနဲ့နဲ့ဒုက္ခရောက်ဖူးမှသာလျှင်ချမ်းသာဒုက္ခကိုခံစားရတဲ့အခါမှာပြည့်ပြည့်ဝဝကိုခံစားတတ်ပေလိမ့်မယ်တဲ့အဲ့ဒီစာကိုရေးတာက Edmond Danty တဲ့ဟုစားပလင်းနှင်းမောင်ကပြောလိုက်လေထိုအခါဦးကိုကိုကြီးကအဲ့ဒီစာသားနဲ့အဲ့ဒီ Edmond Danty ဆိုတာကိုကြုတ်ကြားဘူးလို့ပဲဗျာဟုပြောလိုက်လေထိုအခါစားပလင်းနှင်းမောင်က Edmond Danty ဆိုတာCount of Monte Cristo ဝိထုထဲကဇလိုက်မင်းသားနာမည်လေးဗျာဒီစာကိုကြည့်ခြင်းအပြင်အဲ့ဒီဝိထုကိုရေးတဲ့ Alexander Dumas ဆိုတဲ့စာရေးဆရာကြီးဟာလောကကြီးရဲ့အချင်းရာကိုကောင်းကောင်းသဘောပေါက်နေတယ်ဆိုတာထင်ရှားပါတယ်တကယ်ပုဂ္ဂိုလ်ကျော်ကြီးလေးဗျာစာရေးဆရာဆိုပေမဲ့သူလိုငါလိုစာရေးဆရာမျိုးတွေကမဟုတ်ဘူးလောကကြီးကိုအကျက်အနသဘောပေါက်ထားတဲ့စာရေးဆရာကြီးတွေဗျာ Fountain နဲ့စာရွက်ပေါ်လို့ရေးတဲ့စာရေးဆရာမျိုးတွေမဟုတ်ဘူးဗျဟုပြောလိုက်လေထို့နောက်စားပလိန်နှင်းမောင်ဒီဥကိုကိုကြီးအားထိုဝတ်ထူစာအုပ်ကိုလှမ်း၍ပေးလိုက်လေ
တခေါက်လောက်ပြန်ဖတ်ချင်ဖတ်လိုက်အောင်ဟုစားပလင်းနှင်းမောင်ကပြောလိုက်လေ၏ဦးကိုကြီးသည်စာအုပ်ကိုလှမ်း၍ဖတ်လေ၏ကျွန်ုပ်သည်ကားကိုဂယူဆက်၍မောင်းခဲ့လေ၏စားပလင်းနှင်းမောင်သည်စစ်ကရက်မီကိုများကိုမှုန့်ထိုးရင်းလိုက်ပါလာခဲ့လေ၏မယန်းကုန်းစီသို့ရောက်သောအခါ၌စားပလင်းနှင်းမောင်ကပိုးစိုးပတ်ဆက်ဒုက္ခရောက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးစဉ်းလာကြည့်လေချစ်နိုင်ဖို့ခက်လေပဲဟုပြောလိုက်ရာကျွန်ုပ်ကစောစောကခမည်းဝိထုကမဆုံးသေးဘူးလားဟုမဲလိုက်လေ၏အခုကျုပ်ပြောနေတာဝိထုမဟုတ်ဘူးဗျာထောက်ကြမှာအသက်ခံရတဲ့မိန်းမကိုပြောနေတာကားမောင်းလာတဲ့သူကိုတတ်ဖို့ဆိုတာပထမကားကိုရပ်ခိုင်းရအောင်မယ်ပြီးတော့သူ့မှာတနတ်ပါသေးလေဗျာဟုစားပလင်းနင်းမောင်ကပြောလိုက်လေ၏တနတ်ကဒီမိန်းမရဲ့တနတ်လားဟုကျွန်ုပ်ကမင်းလိုက်လေ၏ဟုတ်တယ်ဗျာသူ့တနတ်ဆိုတာသေချာပါတယ်ပြီးတော့သူ့လက်ပွဲအိတ်ထဲမှာအမြဲတမ်းထည့်ထားတဲ့တနတ်ဗျာအဲ့ဒီလိုဘာကြောင့်ပြောနိုင်တယ်လဲဆိုတော့သူ့လက်ပွဲအိတ်ထဲမှာတွေ့ရတဲ့ပေါင်တာရိုက်တဲ့ပတ်ဖလေးရဲ့အနက်ဟာတနတ်ဒင်ကိုနမ်းကြည့်တော့လေအဲ့ဒီအနက်မျိုးရသေးတယ်ဗျာပြီးတော့ဒီထက်သေးကြတာကတနတ် trigger နားကခြောင်ကျိုးခြောင်ကြားဒီမှာပေါင်တာလေးတွေကတ်နေတာတွေ့ရတယ်ဒါကြောင့်အဲ့ဒီမိန်းမရဲ့တနတ်ပါဗျာပြီးတော့ပေါင်တာကမျက်နှာဖြူမတွေအတုံးများလဲ princess pat ဆိုတဲ့ပေါင်တာမျိုးစက်ကူကပြဘူးအမာလေးတွေနဲ့လာတာအနက်ကအတော်ကလေးတင်းတယ်ဈေးလည်းအတော်ကြီးတယ်ဗျာတော်တော်ပိတ်ဆိုင်ရှိုံနဲ့မတုံးနိုင်ဘူးဟုစားပလီညစ်မောင်ကပြောလိုက်လေ၏မှတ်ချက်မျက်နာဖြူများအတုံးများသောပေါင်တာမျိုးဖြစ်ပေမည်စစ်တီတွင်ထိုပေါင်တာမျိုးမလာတော့ပါအချို့အသိအရှိကောင်းသောလူကြီးသူမများအိမ်တွင်ထိုပေါင်တာဘူးခွန်များရှိကောင်းရှိလိမ့်မည်ရတလီပေါင်တာသည်ထိုအချိန်ကခစ်စားပါသည်မြန်မာအမျိုးသမီးများသည်ရတလီပေါင်တာကိုပိုး၍နှစ်သက်ကြပါသည်ရတလီပေါင်တာမှာစကဘူးနှင်လာပါသည်ကိုလိန်ပေါင်တာမှာတန်ဘူးနှင်လာပါသည် Princess Pat ပေါင်တာမှာလည်းထိုနည်းအတိုင်းလာပါသည်ကျွန်ုပ်တို့၃ယောက်သည်စကားတပြောပြောညင်လာခဲ့ကြရာစူးလေပြားလန်းတော်ရောက်တော်ခါ၌စားပလင်းနှင်းမောင်ကကျွန်ုပ်အားပရမင်သမင်းဆိုင်ရှိမှရက်ပြာဟုပြောသဖြင့်ကျွန်ုပ်လည်းရက်လိုက်လေ၏ထို့နောက်ကျွန်ုပ်တို့သည်ငပြိုးဖက်နှင်စားတောက်ရသောပရမင်သမင်းဟင်းကိုမာယူ၍မြင်ရက်စွာစားတောက်ကြလေတော့သည်